ကျွန်တော်တို့မြန်မာပရိသတ်တွေစောင့်မျှော်နေကြတဲ့ကျွန်တော်တို့ရဲ့ချန်ပီယံလေးဂျော်ရှာဗန်ရဲ့ချန်ပီယံကပတ်ကာကွယ်တဲ့ပွဲစဉ်ကတော့မကြာခင်မှာရောက်ရှိလို့လာတော့မှာပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ချန်ပီယံလေးဂျော်ရှာဗန်အနေနဲ့လာမယ့် UFC 331ပြိုင်ပွဲကြီးမှာခေါင်းပွဲအနေနဲ့ရှင်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်ဒီပွဲစဉ်ကိုတော့လာမယ့်စက်တင်ဘာလ6လပိုင်း19ရက်နေ့မှာကျင်းပသွားမှာဖြစ်ပါတယ်မြန်မာစံတော်ချိန်နဲ့တွက်မယ်ဆိုရင်တော့လာမယ့်စက်တင်ဘာလ6လပိုင်း20ရက်နေ့မနက်ပိုင်းလောက်မှာရှင်ပြိုင်သွားမှာပဲဖြစ်ပါတယ်ရှင်ပြိုင်ရမယ့်ပြိုင်ဘက်ကတော့ညီကိုတွေအားလုံးသိပြီးကြပြီဖြစ်တဲ့ပြိုင်ဘက်ဟောင်းလည်းဖြစ်တဲ့ချန်ပီယံဟောင်းလည်းဖြစ်တဲ့ပန်တိုဂျာနဲ့ရှင်ပြိုင်ကစားရမှာပဲဖြစ်ပါတယ်ချန်ပီယံကပတ်လူတဲ့ပြိုင်ပွဲအမျိုးအစားလည်းဖြစ်ပါတယ်စက်တင်ဘာလမှာကျင်းပမယ့် UFC 331ပြိုင်ပွဲကြီးကဆိုရင်ဖြစ်ကျွန်တော်တို့ရဲ့ချန်ပီယံလေးဂျော်ရှာဗန်အတွက်သူ့ရဲ့ဖိုက်တာကစားသမားဘဝမှာခေါင်းပွဲအနေနဲ့ကျင်းပပြီးတော့ပထမဆုံးရှင်ပြိုင်ရတဲ့ပြိုင်ပွဲလေးလည်းဖြစ်ပါတယ်ကျွန်တော်အနေနဲ့လည်းနောက်ထပ်ပြိုင်ပွဲနီးတဲ့ခါကျရင်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့မြန်မာပရိသတ်တွေအနေနဲ့ဘယ်လိုမျိုးကြည့်လို့ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှာဖွေပြီးတော့တင်ပေးပါအောင်မယ်အားလုံးပဲကျေးဇူးတင်ပါတယ်